ဆက်လက်ပြီးတော့ကျွန်တော်တို့ကာမီတော်ကြီးပုံစံချင်းလေးကိုဖြောပြကြပါတယ်ကာမီတော်ကြီးကတော့ကျွန်တော်တို့ချင်းပုံနဲ့ပြောင်းပြီးဆိုထားပါတယ်နားထောင်ပေးပါရှိတယ်ဘဝမှာရင်ခုန်တဲ့မြတ်ကြည့်ချင်ပါသေးမင်းချာခဲ့တော့ချစ်ရင်အဝေးဆုံးကိုတွားပါကျော်စာလာတင်နေရေးထားတယ်လက်ခွဲဖို့ငါတွေ့ရဲ့မင်းလေးနာပဲရှိတဲ့မင်းပြုံးလေးများကိုတမ်းမဲ့မရဲ့ဆန်လိုက်တဲ့ချစ်သူရဲ့ဒီနေ့မှအစင်လာမင်းပါမပြောင်းလဲနိုင်တဲ့စိတ်ကူးရဲ့ရာရာကိုမင်းချွတ်တယ်ငါပေးစမယ်笑，这边客人压人表。